သိန်းကျော်နဲ့ရလိုက်တဲ့အရေးဖြတ်သားလေးတစ်စုံကိုမျှဝေပြီးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားလို့ရှိရင်တော့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ဗီဒီယိုထဲမှာတွေ့နေရတဲ့ကြောက်လေးကတော့တောက်ပကျဲကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့တချို့တော်ရုံတန်ရုံမတိတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့မနာလို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့ကြောက်ကမနာကြောက်တော့မဟုတ်ပါဘူးတောက်ပကျဲဖြစ်ဖို့ရာခိုင်နှုန်းပို့ပြီးတော့မှများပါတယ်ဒီကြောက်လေးကတော့ကျွန်တော်တို့ဝယ်တော့ကလည်းအခုလိုဖြတ်ပြီးတာတနန်းဖြတ်ပြီးတာအနေထားလေးပဲဖြစ်တယ်ကျွန်တော်တို့ဝယ်ထားတာကတော့တသိန်းကိုပွဲတစ်တောင်းပေးပြီးတော့မှရလိုက်တဲ့ကြောက်လေးလေးဖြစ်ပါတယ်ဒီကြောက်လေးကတော့အခုမိတ်ဆွေတို့မြင်နေရတဲ့အဖုံးဖက်အချမ်းမှာကတော့ရှိုးပဲ့လေးပါပါတယ်ရှိုးပဲ့ကိုထပ်ပြီးတော့မှတနန်းဖြတ်ထားတဲ့အနေထားလေးပဲဖြစ်တယ်အမဖက်မှာကတော့ကြိုးလေးပတ်နေတာကိုတွေ့ရမှာပါဒါပေမဲ့ကြိုးလေးကတော့နည်းနည်းလေးသေးပါတယ်အရီကတော့နည်းနည်းလေးကျွန်းတဲ့အနေထားကိုရောက်နေတာပဲဖြစ်ပါတယ်ဒီအဖုံးဖက်မှာမြင်နေရတဲ့ဘက်ကအရီကပွက်တဲ့ဖက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အထင်ပြောရမယ်ဆိုရင်ပဲ့သွားတဲ့အချမ်းမှာကပို့ပြီးတော့မှပြန်ပို့ပြီးတော့မှကျန်နိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောပြတာပဲဖြစ်ပါတယ်မီးထွန်းပြီးတော့မှမြင်နေရတဲ့အနေထားကိုအာယုံတက်ပြီးတော့မှလိုက်ဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးပို့ပြီးတော့မှမြောက်နိုင်ပါတယ်အပြင်ပန်းမှာတေချာကြည့်မယ်ဆိုရင်အရွယ်အစားလေးကတော့သေးနိုင်တယ်အပွင့်ကတော့ထုတ်လို့ရပါတယ်ဒီကြောက်လေးကတော့ဒီကြောက်လေးရတယ်ကျွန်တော်တို့တွေမဖြတ်မတော့ပဲဒီတိုင်းလေးပဲမင်္ဂလာဖြစ်တယ်ဆိုရင်လည်းဒီတိုင်းလေးပဲပြန်ပြီးတော့မှရောင်းမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ဝယ်ယူကန်ဆိုင်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုဆက်သွယ်ပြီးတော့မှကိုယ်တိုင်အပြင်မှာလာရောက်ကြည့်ရှုပြီးတော့မှအားပေးမယ်ဆိုလို့ရှိရင်လည်းရပါတယ်တကယ်လို့ကျွန်တော်အနေနဲ့ကြိုက်စေမရလို့မရောင်းဖြစ်ဘူးကိုယ်တိုင်ဖြတ်တောက်မယ်ဆိုလို့ရှိရင်လည်းဖြတ်တောက်ပြီးသွားတဲ့ဗီဒီယိုလေးကိုကျွန်တော်ပြန်ပြီးတော့မှမျှဝေပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်